အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြတ်ရအဖွဲ့သားများပူးပေါင်းပါဝင်ပြီးဒီကာလအတွင်းလူငယ်တွေကြားပျောက်ဆုံးနေတဲ့အခြေချင်းကြားကယုံကြည်မှုအပြည့်လည်နားလည်မှုနဲ့တက်တာပြောနိုင်ဖို့ရည်ရွယ်ချက်နဲ့ပြောလိချင်းအတန်းဆိုတဲ့ကောင်းစဉ်အောက်ကနေပြီးတနင်္သာရီဒေသအတွင်းမှာလူငယ်တချို့နဲ့ပြောလိချင်းဆိုတဲ့စီစဉ်လေးကိုပြုလုပ်ခဲ့ပါတယ်အခုတစ်ခေါက်မှာတော့အဲ့ဒီအစီအစဉ်ကထွက်လာတဲ့လူငယ်တို့ရဲ့အတန်းဖြစ်တဲ့ပြောလိချင်းကိုလူငယ်တွေကဘလို့အသိပဲဖွင့်ကြတယ်လဲဆိုတာကျမမယ်ရင်ကနေပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ကိုတက်ပီအနေနဲ့ပြောလိချင်းကိုဘလို့အသိပဲဖွင့်တယ်လဲဆိုတာပြောပြပါအောင်ရှင်ခုချိန်မှာမျော်လင့်ခြင်းဆိုတဲ့အရာကတော့ကျွန်တော်တို့အတွက်တန်ဖိုးအရှိဆုံးနဲ့အခက်အခဲဆုံးအရာတစ်ခုပါ။မောင်မိုက်ကြမ်းတမ်းနေတဲ့ကာလဆိုတော့မျော်လင့်ချက်တွေကအယောင်ခက်မိန်ပါပဲ။ဒါပေမဲ့ကျွန်တော်တို့အားလုံးတမန်စွာရှင်သန်နေကြရင်မျော်လင့်ချက်တွေစီအရောက်သွားကြရအောင်ပါ။အဲဒီနေ့ရောက်ခဲ့ရင်တော့နှလုံးသားအားလုံးတစုတဝေးတည်းပေါင်းစုံစုစည်းခွင့်ရမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုသက်ပြီးပါဟုတ်ကဲ့ပါရှင်နောက်တစ်ယောက်အနေနဲ့မဟန်စာရှင်မဟန်စာအနေနဲ့မျော်လင့်ခြင်းကိုဘလို့အသိပဲဖွင့်တယ်လဲဆိုတာပြောပြပါအောင်ရှင်မျော်လင့်ချက်များဟာအနာဂတ်မှာလက်ခံရရှိနေတယ်လို့မဖြစ်လာနိုင်ခဲ့ရင်လည်းကျဉ်းနှံ့စွာဖြစ်သေးရင်ကိုလုံးနိုင်တဲ့ຢာတွေကိုလှုပ်ဆောင်ရင်ကြော်ဖြတ်နေစေပဲနှလုံးသားကပုံမပြည့်စုံလာပြီးအစစ်တမ်းတင်မြရဖို့စူးစမ်းအားထုတ်နေစေလွန်လပ်မှုတွေနဲ့အခွင့်အလမ်းတွေနဲ့ကိုပြန်လည်ရှာဖွေရင်အောင်မြင်မှုရရှိတဲ့အခါနောက်တစ်ချိန်မှာရေးကြည့်တာဟာစိတ်ချမ်းသာဖို့နဲ့မှန်ကန်ဖို့ပါပဲနောက်ထပ်ကကိုတုတာကနေပြီးတော့ပေါ့နော်မျော်လင့်ခြင်းကိုမျော်လင့်ခြင်းနဲ့ရှေ့ဆက်မယ်ဆိုပြီးပြောထားတာလည်းရှိပါသေးတယ်နောက်တစ်ယောက်အနေနဲ့မာဖရမူလာရှင်မာဖရမူလာအနေနဲ့လည်းပေါ့နော်မျော်လင့်ခြင်းကိုဘယ်လိုအသိပဲဖြစ်တယ်လဲဆိုတာပြောပြပါဦးရှင်မျော်လင့်တယ်လို့ဖြစ်မလာခဲ့ရင်အမငယ်ပါနဲ့တငယ်ချင်းမျော်လင့်ချက်ဆိုတာလက်ရွှေရမယ့်အရာမဟုတ်ဘူးတငယ်ချင်းမျော်လင့်ချက်ဆိုတာမင်းတစ်နေ့ဖြစ်ကိုဖြစ်ရမယ့်အရာပါတငယ်ချင်းမျော်လင့်ချက်ရှိမှဘဝဟာဒီပဲရှိတာကြောင့်မျော်လင့်ချက်နဲ့အသက်ရှင်ပါတငယ်ချင်းရကိုပပိုင်ရှင်ကိုပပိုင်အနေနဲ့ရောမျော်လင့်ခြင်းကိုဘယ်လိုအသိပဲဖြစ်ပါတယ်လဲရှင်မျော်လင့်ခြင်းလို့ဆိုလိုက်ရင်ဒီလိုခြေနေကြီးကိုအရင်ကလို့ပဲကြော်လာနိုင်မယ်လို့တွေးထားတယ်။ဘဝမှာတော့အခက်အခဲတွေကတော့ရင်မတွယ်နိုင်အောင်ပါပဲ။ဒါပေမဲ့အမြဲလဲကြော်လွားခဲ့တယ်။အခုတစ်ခေါက်ကတော့တယောက်တည်းခက်ခဲနေတာမျိုးမဟုတ်ပဲအများနဲ့သက်ဆိုင်တဲ့ခက်ခဲဖြစ်တဲ့အတွက်ကိုတယောက်တည်းလွန်မြောက်ဖို့လည်းမဖြစ်နိုင်ဘူးလေနော်။ဒီခက်ခဲကကိုဟုံစေတယ်ထုံစေတယ်ကိုမနှဲပြန်ဖန်ယူရတယ်။ဘာပဲပြောလေရင်တော့ကလို့ပဲဒီလိုခြေနေကြီးကိုကြော်လွားနိုင်မယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်ကအမကျင်ရှင်အမအနေနဲ့မျော်လင့်ခြင်းကိုဘလို့အသိပဲဖြစ်တယ်လဲဆိုတာပြောပြပါအောင်ရှင်မျော်လင့်ချက်တွေအများကြီးရှိနေပေမဲ့မဖြစ်နိုင်တဲ့ຢာတွေဖြစ်လာတဲ့ချိန်ကျရင်လက်ခံနိုင်ခဲ့တဲ့တိလေးရင်ထဲမှာမှတ်တမဲ့အိတ်နေတယ်လို့လေမျော်လင့်ချက်တွေနဲ့ပြန်လဲနှိုးထားခဲ့တဲ့လင်းထွက်ကနေလင်းဝင်တဲ့အထိမျော်လင့်ခြင်းတွေကမျော်လင့်ပန်းလေးတွေခက်ခဲမြဲမြဲတိုးပွားနေပြန်တယ်မုန်တိုင်းတွေလာကျင်လာမယ်စိတ်ပူပန်မှုတွေများကြီးရှိခဲ့ပေမဲ့မျိုးစုံအကောင့်ဆိုးကိုရင်ဆိုင်ရင်ရင်ထဲကမျော်လင့်ခြင်းရင်တွင်းခံတွေနဲ့ပဲနေ့တိုင်းရှိတန်နေရဆဲပါပဲရှင်မမေကတော့ပြောလိချင်းဆိုတာကိုရီးယားလာရလို့ပဲမြင်နေဟိုးဝေးမှာရှိနေတဲ့အရာစီကိုရောက်ဖို့နီးလေးမှာရှိတဲ့ဖြစ်တည်မှုတွေကိုပြုစုစားသုံးရင်းရှင်းသန်နေအောင်ကြိုးစားတည်ဆောက်ရတာမျိုးပေါ့ကို့မှာပြောလိချင်းတွေတနစ်တပုံနဲ့ပေါ့ဆိုပြီးတော့ပြောလိရဲ့နဲ့မမေကနေပြီးတော့အသေးပဲဖွင့်ဆိုထားပါသေးတယ်နောက်ထပ်ကအမစနိုးရှင်အမအနေနဲ့ရောမျော်လင့်ခြင်းကိုဘလို့အတိတ်ပဲဖွင့်ခြင်းလဲရှင်မျော်လင့်ခြင်းရဲ့အလိမ်တန်းဘဝမှာဘလို့ခက်ခဲနဲ့ရင်ဆိုင်ရပါစေကိုယ့်ရဲ့မျော်လင့်ချက်လေးကိုတော့မစောလွတ်ပါနဲ့နေထွက်လာတဲ့ခြေတိုင်းအရာအလုံးအသက်ပြန်ဆောက်ဖို့ဖြည့်ရရှိတယ်စိတ်တက်မကြပဲဆက်လျှောက်ပါအောင်မြင်မှုကမဝေးတော့ဘူးโ
ဟုတ်ကဲ့ပါရှင်နောက်တစ်အောင်အနေနဲ့ကကိုအေကေရှင်ကိုအေကေအနေနဲ့ရောမျောလင့်ခြင်းကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်ပါတယ်လဲရှင် မျောလင့်ခြင်းလမ်းပြမျောလင့်ချက်တစ်ခုလေးရစလို့ခက်ခဲနေတဲ့အချိန်မှာပေါ်ထွက်လာခဲ့တဲ့လက်တစ်ဖက်ကိုဖန်ဆွဲမိတဲ့အခါတိုင်းမျောလင့်ချက်ရောင်ကြီးတွေတဖန်ဖြာထွက်လာပြန်တယ်ရိုင်းဆိုင်ရုပ်မှမှုတွေရဲ့အောက်မှာစိုးရိမ်စွာရှင်သန်နေထိုင်ကြပြန်တယ်နေစာတူကအိမ်မက်ဆိုးကဘာထဲမှာချောင်းလန့်ခံနေကြရတယ်နားလေသဘောပေါက်ခြင်းများစွာနဲ့ရေးစမ်းမှာစံတပြီးရေးဆုံးမှာစုံစင်းစေတယ်တောမြိုင်မှာကျက်စားစေတယ်အမောင်ကဘာရဲ့ဝင်ကဘာလမ်းမှာလမ်းပြမိပုံတစ်ချက်မျောလင်းခြင်းတွေညွန်ပြပါလိမ့်မယ်AK 37.4အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ကမောက်ဝေးရှင်မောက်ဝေးအနေနဲ့ရောမျောလင့်ခြင်းကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်ပါတယ်လဲရှင် To be better ပိုကောင်းတဲ့နေ့ရက်တွေရောက်လာဖို့အတွက်အတင်း80ရှောက်ရင်အကောင်းဆုံးဖြစ်လာဖို့မျှော်လင့်ရင်မျှော်လင့်ချက်တွေကိုစုပ်ကိုင်ပြီးအကောင်းဆုံးရှင်သန်ကြိုးစားကြဖို့အတွက်အားပေးချင်ပါတယ်ပြီးတော့အမများကနေပြီးတော့ပေါ့နော်မျောလင့်ခြင်းဆိုတာကိုတာတခင်ကိုတာအပိုင်ကိုလက်ထဲမှာရှိနေတဲ့အရာဆိုပြီးတော့လေအဓိပ္ပာယ်ဖွင့်ဆိုထားတာရှိပါတယ်ဘဝမှာကြုတ်ခဲ့ရတဲ့ခက်ခဲတွေကိုရင်ဆိုင်နေခဲ့တဲ့တခုတည်းတော့အကြောင်းအရာကမျောလင့်ခြင်းကြောင့်ပါဆိုတဲ့စာသားလေးနဲ့ဒီနေ့စီစဉ်လေးကိုဒီနားမှာပဲရနာခွင့်ပြုပါရှင်။နားဆင်ပေးခဲ့ကြတော့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။